ခင်ဗျာ2023ခုနှစ်ဒီဇင်ဘာဒုတိယပတ်အတွက် RFA ရုပ်သံသတင်းမဂ္ဂဇင်းစီစဉ်ကိုအမေရိကန်ပြည်ထောင်စုဝါရှင်တန် DC မြို့တော်ကနေစပြီးထုတ်လွှင့်နေပါပြီခင်ဗျာကျွန်တော်ကကျော်မန်းထွန်းပါ RFA ပတ်စင်သတင်းမဂ္ဂဇင်းစီစဉ်ကိုမြန်မာစံတော်ချိန်ည8:00 နာရီခွဲကနေ9:00 နာရီထိစနေနေ့တိုင်းတင်ဆက်သွားမှာဖြစ်ပြီးတော့တနင်္ဂနွေမှာနောက်တစ်ချိန်ပြန်ပြီးထုတ်လွှင့်သွားမှာဖြစ်ပါတယ်ဒီတစ်ပတ်အစီအစဉ်မှာပထမဆုံးတစ်ပတ်တွင်ထူးခြားတဲ့မြန်မာသတင်းတွေကိုတင်ပြမှာဖြစ်ပါတယ်အဲဒီနောက်ကာတာနိုင်ငံဒိုဟာမှာကျင်းပတဲ့ကမ္ဘာ့ကျန်းမာရေးဆိုဦးတီထွန်းမှုညီလာခံမှာဒေါ်ဆန်းစုကြည်ပြောကြားတဲ့မိန့်ခွန်းကောက်နှုတ်ချက်ကိုလည်းထုတ်လွှင့်ပေးဖို့ရှိပါတယ်။အဲဒီနောက်ရခိုင်ပြည်နယ်စစ်တွေမြို့မှာပြုလုပ်တဲ့2008ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာဆွေးနွေးပွဲနဲ့ထိုင်းနိုင်ငံချင်းမိုင်မြို့မှာပြုလုပ်တဲ့2014သကောင်စည်ရင်းကောက်ယူရေးဆွေးနွေးပွဲအကြောင်းသတင်းပေးပို့ချက်တွေကိုလည်းဆက်တိုက်ထုတ်လွှင့်ပေးမှာဖြစ်ပါတယ်။ထောင်သွင်းအဖြစ်ရေးတော်ပုံစတင်ခဲ့တဲ့6ရေနံမြေကအလုပ်သမားတွေရဲ့လူနေမှုဘဝအကြောင်းရုပ်သံဆောင်းပါးနဲ့ရန်ကုန်တက္ကသိုလ်ပြန်ဖွင့်လှစ်လိုက်တဲ့အကြောင်းသတင်းဆောင်းပါးတွေထုတ်လွှင့်ပြီးမှတော့ဒီတစ်ပတ်အတွက်နောက်ဆုံးအစီအစဉ်ဖြစ် RFA ကိုရေးရစာပေးရစာအစီအစဉ်ကိုတင်ဆက်သွားမှာဖြစ်ပါတယ်ခင်ဗျာဒီတစ်ပတ်ပထမဆုံးအစီအစဉ်ဖြစ်တစ်ပတ်အတွင်းထူးခြားတဲ့မြန်မာသတင်းတွေကိုတင်ပြပေးဖို့ဖြစ်ပါတယ်ကျွန်တော်တို့ RFA ဝိုင်းတော်သားကိုကျော်အောင်ကစီစဉ်ထားပါတယ်ခင်ဗျာမင်္ဂလာပါခင်ဗျာကျမ်းမာရေးစောင့်ရှောက်မှုဆိုတာလူတန်မှုကိုလေးစားမှုပေါ်မူတည်တဲ့ကြောင်းကာတာနိုင်ငံဒိုဟာမြို့မှာကျင်းပခဲ့တဲ့ကမ္ဘာ့ကျမ်းမာရေးစွန့်ဦးတည်ထွင်မှု2ရက်တာညီလာခံအတွင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်ကမြန်မာနိုင်ငံကျမ်းမာရေးစောင့်ရှောက်မှုပြုပြင်ပြောင်းလဲရေးနဲ့ပတ်သက်လို့ဒီဇင်ဘာလ17ရက်နေ့ကပြုလုပ်တဲ့ဟောပြောပွဲမှာထည့်သွင်းပြောကြားခဲ့ပါတယ်မြန်မာနိုင်ငံဟာဗြိတိရှကိုလိုနီဘဝကအမွေရခဲ့တဲ့ကျမ်းမာရေးစောင့်ရှောက်မှုကိုဒေသတွင်းမှာအမြင့်မားဆုံးအဆင့်ရောက်အောင်ဆက်လက်ဆောင်ရွက်နိုင်ခဲ့ပေမဲ့1960ပြည့်လွန်နှစ်တွေကစလို့စစ်အစိုးရအဆက်ဆက်လက်ထက်မှာတစစယိုယွန်းဆုတ်ယုတ်လာခဲ့ကြောင်းကျန်းမာရေးစောင့်ရှောက်မှုတိုးတက်ကောင်းမွန်မြင့်မားလာဖို့အတွက်တိုင်းပြည်ချမ်းသာရုံနဲ့မပြီးပဲလူတန်မှုကိုလေးစားတဲ့စိတ်ကရုဏာနဲ့အသိဉာဏ်ပေါင်းစပ်ပြီးစေနာထားတဲ့ဆောင်ရွက်ချက်တွေလိုအပ်ကြောင်းဒေါ်အောင်ဆန်းစုကြည်ကပြောကြားခဲ့ပါတယ်ခင်ဗျာသမ္မတဦးသိန်းစိန်ရဲ့လွန်ငင်းချမ်းသာခွင့်အမိန့်နဲ့အကျဉ်းထောင်12ခုကနိုင်ငံရေးအကျဉ်းသား42ဦးဒီဇင်ဘာလ17ရက်နေ့ကပြန်လည်လွတ်မြောက်လာခဲ့ပါတယ်လွတ်မြောက်လာတဲ့အထက်မှာမတရားအသင်းဥပဒေပုံမှန်17တရားမဝင်စီတန်းလှည့်လည်မှုပုံမှန်18စူပူအောင်လှုံ့ဆော်မှုပုံမှန်905ခါခွေးတို့နဲ့အကျဉ်းချခံရသူတွေပါဝင်ပါတယ်အဲ့ဒီလွတ်မြောက်လာသူတွေဟာလက်ကျန်နိုင်ငံရေးအကျဉ်းသားများစစ်ဆေးရေးကော်မတီကစစ်စစ်တင်ပြထားသူတွေဖြစ်တယ်လို့ဆိုပါတယ်ခင်ဗျာမြန်မာအစိုးရကဓာတုလက်နက်အသုံးပြုမှုပိတ်ပင်တားဆီးရေးဗြိတိန်စာချုပ်ကိုအတည်ပြုဖို့ပြင်ဆင်နေပြီလို့သိရပါတယ်နော်ဝေနိုင်ငံအော်စလိုမြို့မှာဒီဇင်ဘာလ17ရက်နေ့ကပြုလုပ်တဲ့နိုဘယ်ဆုပေးအပ်ပွဲမှာအခုနှစ်အတွက်နိုဘယ်ငြိမ်းချမ်းရေးဆုရရှိခဲ့တဲ့ OPCW ခေါ်ဓာတုလက်နက်ပိတ်ပင်ရေးအဖွဲ့ညွှန်ကြားရေးမှူးချုပ်ကထည့်သွင်းပြောဆိုသွားခဲ့တာပါဒီကိစ္စနဲ့ပတ်သက်လို့သမ္မတဦးသိန်းစိန်ရဲ့ပြောခွင့်ရပုဂ္ဂိုလ်ဦးရဲထွဋ်ကို RFA ကဆက်သွယ်မေးမြန်းရာမှာဦးရဲထွဋ်ကဓာတုလက်နက်အသုံးပြုမှုပိတ်ပင်ရေးဗြိတိန်ကိုလက်မှတ်ရေးထိုးပြီးပြီဖြစ်တဲ့အတွက်ပြည်ထောင်စုလွှတ်တော်ကိုတင်ပြအတည်ပြုဖို့ပြင်ဆင်နေပြီလို့ပြောပါတယ်မြန်မာအစိုးရဟာဓာတုလက်နက်ပိတ်ပင်ရေးဗြိတိန်စာချုပ်မှာ1993ခုနှစ်ကတည်းကပါဝင်လက်မှတ်ရေးထိုးခဲ့ပေမဲ့တရားဝင်အတည်မပြုရသေးပါဘူးခင်ဗျာ1300ပြည့်ရေနံမြေရေးတော်ပုံ85နှစ်မြောက်စိန်ရတုအခမ်းအနားကို6မြို့အမှတ်9ရပ်ကွက်မှာဒီဇင်ဘာလ17ရက်နေ့ကပြုလုပ်ခဲ့ပါတယ်ဒီခမ်းနားမှာစိန်ရတုကျင်းပရေးကော်မတီက6ရေနံမြေတပိတ်ကောင်းဆောင်သခင်ဖိုးလာကြီးရုပ်ထုကိုဖဲကျုပ်ဖြတ်ဖွင့်လှစ်ခဲ့ပါတယ်အဲ့ဒီနောက် ACD ဖျားဝင်းမှာရေနံမြေသခင်မကြီးတွေရဲ့မိသားစုဝင်တွေကိုပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသူရဦးရွှေမန်းနဲ့လွှတ်တော်ကိုယ်စားလှယ်ဇေကဘာဦးခင်ရွှေတို့ရဲ့ဂုဏ်ပြုငွေလှူဒန်းပွဲအခမ်းအနားကိုပြုလုပ်ခဲ့ပါတယ်အလားတူပဲအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အဖွဲ့ဝင်တွေလည်းသခင်ဖိုးလာကြီးရုပ်ထုကိုတွားရောက်အလေးပြုခဲ့ကြတယ်လို့သိရပါတယ်ခင်ဗျာ29ကြိမ်မြောက်အရှိတောင်အာရှအားကစားပွဲတော်စီဂိမ်းဖွင့်ပွဲအခမ်းအနားကိုဒီဇင်ဘာလ17ရက်နေ့ညနေ6နာရီကစပြီးည7နာရီအထိနေပြည်တော်ဝနသိတိအားကစားကွင်းမှာကျင်းပခဲ့ပါတယ်အရှိတောင်အာရှအားကစားပွဲတော်ကိုနှစ်ပေါင်း40ကြာပြီးမှအိမ်ရှင်အဖြစ်နောက်ထပ်တစ်ကြိမ်လက်ခံကျင်းပနိုင်တာလည်းဖြစ်ပါတယ်ဖွင့်ပွဲအခမ်းအနားမတိုင်ခင်ကျင်းပပြီးစီးခဲ့တဲ့အလှပြချင်းလုံးဝူရှူးနဘန်းစတဲ့သက်ဆိုင်ရာအားကစားနည်းတွေအလိုက်မြန်မာနိုင်ငံကစုစုပေါင်းရွှေတံဆိပ်18ခုငွေတံဆိပ်8ခုနဲ့ကြေးတံဆိပ်10ခုရရှိထားပြီးဗီယက်နမ်နိုင်ငံကရွှေတံဆိပ်10ခုနဲ့ထိုင်းနိုင်ငံကရွှေတံဆိပ်6ခုရရှိထားပါတယ်ဒီဇင်ဘာ10ရက်နေ့မှာကြာရောက်တဲ့65နှစ်မြောက်အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့အခမ်းအနားကိုရန်ကုန်မန္တလေးမော်လမြိုင်စတဲ့မြို့ကြီးတွေမှာကျင်းပခဲ့ပါတယ်ရန်ကုန်မြို့ Excel Tower မှာကျင်းပခဲ့တဲ့အခမ်းအနားမှာလူ့အခွင့်အရေးလှုပ်ရှားတဲ့အဖွဲ့အစည်း20ကျော်စုပေါင်းပြီးမြန်မာနိုင်ငံအနေနဲ့ကျန်ရှိနေသေးတဲ့နိုင်ငံတကာလူ့အခွင့်အရေးစာချုပ်တွေကိုချွင်းချက်မရှိအမြန်ဆုံးလက်မှတ်ရေးထိုးဖို့လူ့အခွင့်အရေးလှုပ်ရှားသူတွေကိုဖမ်းဆီးနေတာတွေမလုပ်ဖို့စတဲ့အချက်6ချက်ကိုတောင်းဆိုခဲ့ကြပါတယ်
အလားတူအပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနဲ့အခမ်းအနားကိုမြစ်ကြီးနားမြို့နော်နန်းကျေးရွာမှာကျင်းပခဲ့ရမှာ88မျိုးဆက်ကျောင်းသားများအဖွဲ့ကကိုယ်စားလှယ်တွေတက်ရောက်ခဲ့ကြပါတယ်မြန်မာနိုင်ငံမှာပြည်တွင်းစစ်ရက်စဲနိုင်မှသာတရားမျှတတဲ့လူ့အခွင့်အရေးထွန်းကားလာနိုင်မယ်လို့88မျိုးဆက်ကျောင်းသားခေါင်းဆောင်တူဖြစ်သူကိုမြအေးကအဲ့ဒီအခမ်းမှာပြောဆိုသွားခဲ့ပါတယ်ခင်ဗျာရန်ကုန်တိုင်းမင်္ဂလာတောင်ကျွန်းမြို့နယ်မှာရှိတဲ့သိမ်ဖြူအားကစားကွင်းနေရာမှာ Asia Myanmar Consortium Development AMCD ကုမ္ပဏီကအထက်မြင့်အဆောက်အအုံဆောက်လုပ်နေတဲ့အပေါ်ဒေသခံတွေကဒီဇင်ဘာ10ရက်နေ့ကကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်ဆန္ဒပြသူတွေဟာအောင်ဆန်းအားကစားပြိုင်ဝင်းကွင်းကနေသိမ်ဖြူအားကစားကွင်းရှိအထိအဲ့ဒီကနေတစ်ဆင့်ရန်ကုန်မြို့တော်ခမ်းမရှိအထိလမ်းလျှောက်ဆန္ဒပြခဲ့ကြပြီးသိမ်ဖြူဘောလုံးကွင်းကိုငကိုမူလအတိုင်းထားရှိဖို့နဲ့အဆောက်အအုံဆောက်လုပ်နေတာကိုရပ်တန့်ပေးဖို့တောင်းဆိုခဲ့ကြပါတယ်သိမ်ဖြူအားကစားကွင်းကို1988ခုနှစ်မှာစေအစိုးရကသိမ်းယူပြီးရင်မောင်းတင်တဲ့လေ့ကျင့်ရေးနေရာအဖြစ်ပြောင်းလဲခဲ့ပါတယ်။အဲ့ဒီနောက်2011ခုနှစ်မှာရန်ကုန်မြို့တော်စီပင်သာရေးကော်မတီကအထက်မြင့်အဆောက်အအုံဆောက်လုပ်ဖို့လေလံတင်ရောင်းချခဲ့တာလို့သိရပါတယ်။မြို့သားဒီမိုကရေစီဖွဲ့ချုပ်ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်ဟာဒီဇင်ဘာ10ရက်နေ့ကကာတာနိုင်ငံဒိုဟာမှာကျင်းပတဲ့ကမ္ဘာ့ကျန်းမာရေးစွမ်းဦးတီထွင်မှုညီလာခံကိုတက်ရောက်ပြီးမြန်မာနိုင်ငံကကျန်းမာရေးကိစ္စရပ်တွေနဲ့ပတ်သက်ပြီးမိန့်ခွန်းပြောခဲ့ပါတယ်။ဒေါ်အောင်ဆန်းစုကြည်ပြောကြားတဲ့အထက်ကတချို့ကိုကျွန်တော်တို့ RFA ဝိုင်းတော်သားဦးသစ်စင်ကောက်နှုတ်တင်ပြထားပါတယ်ခင်ဗျာ။ကာတာနိုင်ငံဒိုဟာမြို့မှာကျင်းပတဲ့ကမ္ဘာ့ကျန်းမာရေးစွမ်းဦးတီထွင်မှုညီလာခံမှာမြို့သားဒီမိုကရေစီဖွဲ့ချုပ်ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်ကမြန်မာနိုင်ငံရဲ့ကျန်းမာရေးစောင့်ရှောက်မှုစနစ်ပြောင်းလဲခြင်းဆိုင်ရာစိတ်ခေါ်မှုများဆိုတဲ့ခေါင်းစဉ်နဲ့မိန့်ခွန်းတစ်ရပ်ပြောကြားခဲ့ပါတယ်။အဲ့ဒီမိန့်ခွန်းမှာမြန်မာနိုင်ငံဟာဒီမိုကရေစီပြုပြင်ပြောင်းလဲရေးလမ်းကြောင်းပေါ်ကိုစတင်လျှောက်လှမ်းနေပြီဖြစ်သလိုမြန်မာနိုင်ငံရဲ့ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကိုလည်းပြုပြင်ပြောင်းလဲဖို့လိုအပ်နေတဲ့အကြောင်းအဓိကထားပြောကြားခဲ့ပါတယ်။ We have a saying in Burma that good health is the best fortune you can get. And a fortune is something you either inherit or you make. မြန်မာမှာဆွေးနွေးစကားတစ်ခုရှိပါတယ်။အာရောဂျန်ပရမလာဘန်ကျမ်းမာခြင်းဒီလက်ကြီးတစ်ပါးတဲ့။လက်ဆိုတာအမွေဆက်ခံရတာဖြစ်နိုင်တယ်လို့ကိုအားကိုစူးစမ်းရှာဖွေယူရတာလည်းဖြစ်နိုင်ပါတယ်။နှစ်ခုလုံးလည်းဖြစ်နိုင်ပါတယ်။အဲ့ဒါလိုပဲကျမ်းမာရေးဆောက်ရှောက်မှုဆိုတာကလည်းအမွေဆက်ခံရရှိတာဖြစ်နိုင်တယ်လို့ကိုယ့်ဘာသာကိုစတင်ရုန်းကန်ဆောင်ရွက်ရတာမျိုးလည်းရှိပါတယ်လို့ဒေါက်တာစုကြည်ကပြောကြားခဲ့ပါတယ်။ဆက်လက်ပြီးမိမိရဲ့ကျမ်းမာရေးဆောက်ရှောက်မှုဆိုင်ရာအမြင်ဟာပုဂ္ဂိုလ်ရေးဘဝအတွေ့အကြုံကနေလာတာဖြစ်ကြောင်းမိခင်ဖြစ်သူဒေါက်ခင်ကြီးဟာသူနာပြုအလုပ်ကိုစိတ်ရောကိုယ်ပါနှိမ့်မြုပ်လုပ်ကင်ခဲ့တဲ့သူနာပြုဆရာမတူဖြစ်ပြီးဆရာဝန်တွေသူနာပြုဆရာမကြီးတွေရဲ့ယုံကြည်အားထားမှုခံရသူလူဖို့ကင်ဘက်တွေရဲ့လေးစားမှုကိုရရှိသူလူနာတွေရဲ့ချစ်ခင်မှုကိုခံယူရသူဖြစ်ခဲ့တဲ့အကြောင်းဒဏ်ရာရတဲ့လူနာကိုပတ်တီးအသစ်လဲတဲ့အခါမှာဒေါက်ခင်ကြီးလဲပေးတိုင်းသူ့ရဲ့အပြုံးသူ့ရဲ့ကျင့်တာမှုသူ့ရဲ့ကရုဏာမေတ္တာတရားတွေပါဝင်တဲ့အတွက်တစုံတရာနာကျင်မှုမခံစားရဘူးလို့လူနာတွေကပြောဆိုကြကြောင်းဒေါက်ဆန်းစုကြည်ကထည့်သွင်းပြောကြားခဲ့ပါတယ်ဆက်လက်ပြီး So to me healthcare means that something that can be out of social devotion out of a total commitment အယူတစိုက်ဆောင်ရွက်တာပါပဲစေတနာဥစည်းတဲ့အယူဆိုင်ဆောင်ရွက်မှုမရှိဘဲနဲ့ကျန်းမာရေးစောင့်ရှောက်မှုဆိုတာဆေးဝါးတွေပစ္စည်းကိရိယာတွေကိုစက်ရုပ်ဆန်ဆန်ကင်တွယ်သုံးစွဲနေတာပဲဖြစ်ပါလိမ့်မယ်ကျန်းမာရေးစောင့်ရှောက်မှုဆိုတာဤပညာသင်တန်းဆေးပညာဆိုတာလောက်သာမထင်မှတ်ကြစေချင်ပါဘူးကျန်းမာရေးစောင့်ရှောက်မှုဟာလူအဖွဲ့အစည်းတရက်လုံးနဲ့ဆိုင်တဲ့လောကကိုပြုစုပြောင်းထောင်ပေးနေတာလို့မှတ်ယူစေချင်ကြပါတယ် My country is starting out on a road to a new society a new culture. I have said repeatedly that what we are trying to do is not simply to build out a democratic democracy နည်းကျနိုင်ငံရေးစနစ်စီကိုတွားနေတာသာမဟုတ်ပဲ democracy ယဉ်ကျေးမှုအသစ်တရက်ကိုပါဖန်တီးနေတာဖြစ်ပါတယ်။အဲ့ဒါကိုလည်းကျွန်မထပ်ပြောခဲ့ပါတယ်။ဘာကြောင့်လဲဆိုတော့ democracy လက်နဲ့ဆိုင်ဆိုင်အမြင့်တွေလာမှယဉ်ကျေးမှုရဲ့လို့ကူးပြောင်းဖြစ်လာမှာမဟုတ်ပါ။အဲ့ဒီဒီမိုကရေစီယဉ်ကျေးမှုတစ်စိတ်တစ်ပိုင်းကရိုးရာအစဉ်အလာတန်ဖိုးဖြစ်လာရအောင်ပါပါအဲ့ဒီအစဉ်အလာတန်ဖိုးတွေထဲမှာကရုဏာတရားနဲ့ဉာဏ်ပညာတို့လည်းပါဝင်ရမှာဖြစ်ပါတယ်ကရုဏာနဲ့ဉာဏ်ပညာပေါင်းစပ်မှသာလုံခြုံစိတ်ချရတဲ့လွတ်လပ်တဲ့အလေးထားခံရတဲ့လူပုံတရက်စီကိုဥတည်နိုင်မှာဖြစ်ပါတယ်လို့ဒေါက်ဆန်းစုကြည်ကပြောကြားသွားခဲ့ပါတယ်ခင်ဗျာ2008ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ပတ်သက်လို့မြန်မာနိုင်ငံဥပဒေအထောက်အကူပြုဖွဲ့ရဦးဆောင်ပြီးတော့ဒီဇင်ဘာ17ရက်နေ့ကစစ်တွေမြို့မှာဆွေးနွေးပွဲတရက်ကျင်းပပြုလုပ်ခဲ့ပါတယ်။ဒီအကြောင်း RFA ဝိုင်းတော်သူမသိန်းတီတင်ပြထားပါတယ်ခင်ဗျာ။ဖွဲ့ရဆက်ဆံနေတာ2008ဖွဲ့စည်းပုံအခြေခံဥပဒေမှာပါဝင်တဲ့အာဏာချက်အားနည်းချက်တွေကိုပြည်သူတွေကကနာနာသိရှိနိုင်ဖို့အတွက်ရည်ရွယ်ပြီးတော့အခုဆွေးနွေးပွဲကိုပြုလုပ်တာဖြစ်ပါတယ်။
ဒါအပြင်အခြေခံဥပဒေနဲ့ပတ်သက်ပြီးလွှတ်တော်ထဲမှာဆွေးနွေးကြတဲ့အခါမှာလည်းအထောက်အကူပြုဖို့အတွက်ရည်ရွယ်ချက်တွေပါဝင်တယ်လို့ဒီဆွေးနွေးပွဲကိုဦးဆောင်ပြုလုပ်တဲ့မြန်မာနိုင်ငံဥပဒေပြုအထောက်အကူဖွဲ့ MLAN အဖွဲ့ကဆိုပါတယ်အများစုဟာလက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်ခြင်းကြတဲ့ဆန္ဒတွေရှိနေကြောင်းနဲ့ဒါဟာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်သမရဖြစ်ရေးအတွက်လှုံ့ဆော်ကြတာမဟုတ်ဘဲစစ်မှန်တဲ့ဒီမိုကရေစီလမ်းကြောင်းပေါ်ကိုရောက်ရှိဖို့သာဖြစ်တယ်လို့လည်းအဲ့ဒီအဖွဲ့ကတာဝန်ရှိသူတွေကဆိုပါတယ်အများဆုံးကတော့ပြည်သူလူထုကဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာကိုနားကုန်တယ်အားကြောင့်လဲဆိုတော့သူတို့ကယူသားရတယ်ဘယ်တိုင်းပြည်ဘယ်ပြည်နယ်ဘယ်ဒေသပဲဖြစ်ဖြစ်သူတို့လွတ်လပ်နေခြင်းနဲ့ကိုယ်အလုပ်ကိုလုပ်ပြီးတော့အေးချမ်းနေခြင်းနဲ့ဆိုတော့ဥပဒေဆိုတာရိုးရိုးဥပဒေတော်မှနားလေရခဲ့တော့ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာသူတို့နားမလည်ကြဘူးနားမလည်ပေမဲ့သူတို့စိတ်ထဲမှာတော့စောစောကပြောခဲ့တယ်ပဲလွတ်လပ်ခြင်းနဲ့တရားမျှတခြင်းနဲ့ဥပဒေနဲ့ဒီလူမျိုးများအခွင့်အရေးတွေရခြင်းနဲ့ဆိုစန္ဒကစာတက်မတက်သူတို့ရှင်ထဲမှာရှိတယ်အခုဆွေးနွေးပွဲမှာလည်းဒေသခံတချို့ကဖွဲ့စည်းပုံကိုအသစ်ပြန်လည်ရေးဆွဲတာထက်ပြင်ဆင်မှုကိုတဖြည်းဖြည်းချင်းလှုပ်ဆောင်သွားဖို့ကိုအကြံပေးကြပါတယ်။ Constitution นี่อ่ะသွားမတင်တဲ့လူကသိရခွင့်မှမပေးပဲဥစ္စာ။အဲသူတို့ကခဏတော့ကြိုက်တယ်လို့ပြည်သူလူထုသဘောပါကျွန်တော်အကုန်လိုက်နိုင်ပါမယ်ဆိုရင်တော့ဒီမျိုးပေါ့။အဲ့ဒီအချိန်လေးကြောင့်ကျွန်တော်ကပြင်တော့ပြင်အလုံးတော့လုံးရှင်တာပေါ့လေ။ဒါစိတ်အနေနဲ့ပြောမယ်ဆိုရင်ဒါပေမဲ့အခြေအနေရကတော့ပေးသလောက်ပဲကျွန်တော်တို့ကလုံးနေရတဲ့အချိန်ရှိတယ်။ဒါကြောင့်ဖြည်းဖြည်းပဲပြင်တင်တယ်လို့ပြောတာ2008ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ပတ်သက်တဲ့ဒီကနေ့ဆွေးနွေးပွဲကိုစစ်တွေမျိုးကရမီရဖတွေနိုင်ငံရေးပါတီတချို့ကတာဝန်ရှိသူတွေအပြင်လူမှုအဖွဲ့အစည်းတချို့ကတာဝန်ရှိသူတွေဒေသခံတွေနဲ့ဆိုရင်စုစုပေါင်း60ကျော်လောက်တက်ရောက်ခဲ့ကြတာဖြစ်ပါတယ်။အဲ့အကြံဉာဏ်တွေကိုဆရာတို့အဖွဲ့ကအဲ့ဒီလုံးဝမလုပ်ခဲနဲ့အဲ့ဒါကိုလွှတ်တော်ပို့ပြီးဒါကလွှတ်တော်ကဆောင်ရွက်ချက်ကိုဆရာတို့ကအထောက်အကူပြုပေးတာတနည်းအားဖြင့်နိုင်ငံတော်ပေါ့နော်။အဲ့တော့ဒီနေရာမှာဆရာတို့ကပါတီတစ်ခုရဲ့အောက်ကဒါမျိုးလည်းမပါဘူးခိုင်းစေတဲ့ပွဲစည်းဒါလည်းမပါဘူးဥပဒေပညာရှင်တွေကဒါကဥပဒေနဲ့အညီဆောင်ရွက်ပေးတဲ့နဲ့ဥပဒေဘုဒ္ဓတာပေးတဲ့နဲ့ဆိုတဲ့ရည်ရွယ်ချက်နဲ့ဆရာတို့မြန်မာနိုင်ငံရှင်းနေများအသင်းဆရာကြီးဥပဝင်လိုက်ဥဆောင်တဲ့ရှင်းနေများအသင်းကဒီမှာအမှုဆောင်လူကြီးတွေရန်ကုန်ရှင်းနေတဲ့အပုဂ္ဂိုလ်တွေနောက်ပြီးတော့ legal aid ဆိုတဲ့ဥပဒေထောက်ကူဖွဲ့လူငယ်တွေပေါ့နော်ဒါတွေကပူးပေါင်းပြီးတော့ဆရာတို့ဒီမနေမနာနဲ့31ဒီဇင်ဘာအမိပေါ့ဒါကိုဒီကအကျဉ်းပြုတော်တွေကိုတိုက်ရိုက်ပေးနေအောင်လို့လိုက်လံစုစည်းပေးခြင်းပဲဖြစ်ပါတယ်မြန်မာနိုင်ငံဥပဒေပြုအထောက်အကူဖွဲ့အနေနဲ့အခုလိုမျိုးဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ပတ်သက်ပြီးမန္တလေးမော်လမြိုင်အပါအဝင်ပြည်내နဲ့တိုင်းဒေသတော်တော်များများမှာလှုပ်ဆောင်ခဲ့ပြီးဖြစ်တယ်လို့လည်းသိရပါတယ်ရှင်မြန်မာနိုင်ငံမှာ2014ခုနှစ်သန်းခေါင်စာရင်းကောက်ယူမဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ဒီဇင်ဘာ12ရက်နေ့ကထိုင်းနိုင်ငံချင်းမိုင်မြို့မှာအလုပ်ရုံဆွေးနွေးပွဲတစ်ခုကျင်းပပြုလုပ်ခဲ့ပါတယ်ဒီအကြောင်းကိုတော့ RFA ဝိုင်းတော်သားဥပအောင်ကတင်ပြထားပါတယ်ခင်ဗျာထိုင်းနိုင်ငံချင်းမိုင်မှာကျင်းပခဲ့တဲ့မြန်မာနိုင်ငံသန်းခေါင်စာရင်းကောက်ယူမှုဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲကိုမြန်မာနိုင်ငံဗဟိုသန်းခေါင်စာရင်းကော်မရှင်ရဲ့လုပ်ငန်းတွေကိုအဓိကကူညီဆောင်ရွက်ပေးနေတဲ့ UNFPA လို့ခေါ်တဲ့ United Nations Population Fund Activities နဲ့ဥရောပမြန်မာယုံ Euro-Burma Office EBO တို့ပူးပေါင်းစီစဉ်ခဲ့တာဖြစ်ပါတယ်။ဒီဆွေးနွေးပွဲကိုထိုင်းမြန်မာနယ်စပ်အခြေစိုက်အဖွဲ့အစည်းတွေနဲ့တိုင်းဒေသလက်နက်ကိုင်ဖွဲ့စည်းတွေရဲ့ခေါင်းဆောင်တွေတက်ရောက်ခဲ့ပါတယ်။ကောင်စီရင်ကောက်တဲ့နေရာမှာလွဲနေတယ်မားနေတယ်ဆိုရင်ထွက်လာတဲ့အချက်လက်တွေကလည်းမားနေတယ်ဆိုရင်ကျွန်တော်တို့အနာဂတ်အတွက်တိုင်းပြည်အတွက်တော်တော်ဆိုးဝါးသွားနေပါတယ်။အဲ့ဒါမကဘူးဒီနိုင်ငံရေးပြိပကပုံများလာနေတယ်။ဘာကြောင့်လဲဆိုတော့တည်တဲ့အတိုင်းပဲဒီတကောင်စီရင်ကောက်တာအရင်တော့ဆိုရင်ဘယ်သူမှယုံကြည်မှုမရှိခဲ့ဘူး။ဒီတစ်ခေါက်လည်းအဲ့လိုမျိုးဖြစ်သွားရင်တော့ယုံကြည်မှုလည်းပြတ်သွားမယ်ကျွန်တော်တို့နိုင်ငံရေးပြောင်းလဲလုပ်ငန်းကိုလည်းထိခိုက်နေတယ်လို့မြင်ပါတယ်2014ခုနှစ်မလ30ရက်နေ့ကစပြီး AP 10ရက်နေ့ထိကိုမြန်မာနိုင်ငံမှာသန်းခေါင်စာရင်းကောက်ယူတော့မှာဖြစ်ပါတယ်ဒူရီသန်းခေါင်စာရင်းကောက်ယူမဲ့အပေါ်မှာ UNFPA နဲ့လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနဝန်ကြီးဦးခင်တို့ကတိုင်းသားလူမျိုးတွေရဲ့စိုးရိမ်ပူပန်မှုအပေါ်ရှင်းလင်းကျင်တာကြောင့်အခုလိုအလုပ်ရုံဆွေးနွေးပွဲကိုကျင်းပတာလို့လည်းပဲသိရပါတယ်ချင်းမိုင်အလုပ်ရုံဆွေးနွေးပွဲကိုတော့ UNFPA နဲ့လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနဝန်ကြီးဦးခင်တို့မတက်ရောက်နိုင်ဘူးလို့ဦးဟန်ရောင်ဝေကပြောပါတယ်။သန်းခေါင်စာရင်းကောက်ယူတဲ့နေရာမှာဘယ်လိုတွေကောက်ယူမယ်ဘယ်လိုအချက်လက်တွေရှိတယ်ဆိုတာတွေကို
ကုလသမဂ္ဂအဖွဲ့ UNFPA ကနေ Skype ကဆင့်ရှင်းပြခဲ့ပြီးမြဲလဲတိုင်းသားတွေအနေနဲ့စိုးရိမ်မှုတွေရှိနေစေဖြစ်တယ်လို့သိရပါတယ်ခင်ဗျာဗြိတိရှကိုလိုနီလက်ထက်မြန်မာလွတ်လပ်ရေးကြိုးပမ်းမှုကာလဖြစ်တဲ့1300ပြည့်နှစ်ကပေါ်ပေါက်ခဲ့တဲ့ရေနံမြေအလုပ်သမားသပိတ်ကြီး85နှစ်တိုင်ခဲ့ပေမဲ့6ရေနံမြေအလုပ်သမားတွေရဲ့လူနေမှုဘဝကတော့နှိမ့်ကျနေစေပဲလို့ရေနံမြေဝန်ထမ်းတွေကပြောပါတယ်။အားဖြင့်တော့ကိုဇော်တူးတင်ပြထားပါတယ်ခင်ဗျာ။ခေါင်းဆောင်အဖြစ်ရေးတော်ပုံစင်ရင်စုအခမ်းအနားမှတ်တရ6ရင်နံမြေသပိတ်ခေါင်းဆောင်တခင်ဖိုးလာကြီးကျေးဇူးကတော့ဖွင့်ထားနိုင်ခဲ့ပါပြီ။ဒါပေမဲ့ရင်နံမြေလူသားအများစုနေထိုင်ရာအိမ်တန်းရများကတော့ဖြင့်အိုမင်းဆွေးမြေကပျက်စီးမှုအခြေအနေနဲ့ကြုံတွေ့နေရပါတယ်။ဒီအိမ်တန်းရများကိုအစဉ်အဆက်နေထိုင်ခဲ့ကြရတဲ့ရင်နံလူသားမိသားစုများရဲ့ဘဝအနေထားကတော့နှိမ့်ကျနေရသေးပါသူတို့လာပြီးတော့ခလန့်တော့စင်းရင်တော့ကောက်သွားတာပဲကျွန်တော်တို့ကတော့ဒီတိုင်းပဲကိုစီကန်လိုက်ရနေတဲ့ဒီတိုင်းပဲနေကြတာပေါ့နော်ကိုလောလောဆယ်တော့ဖြစ်တဲ့ဥစ္စာမိုးယူကိုတက်ဖာအဲ့လိုပဲပြီးကျွန်တော်တို့ကကိုနီးကိုယ်နဲ့ပဲဖြည့်ရှင်းနေကြတာပေါ့နော်အများသောအားဖြင့်တော့ဒီကနေတဲ့လူတွေကငကိုတော့ပေါ့လေကျွန်တော်တို့လိုပဲမိဘလက်ထက်ကနေဆင်းသက်လာပြီးနေကြလူတွေများပါတယ်ဗျဘာလို့ဆိုတော့တကြီးရှုပ်လို့ပြီးပြီအဲ့လိုလုံမတယောက်ကဒီ family ရောပဲထွက်သွားပြီဆိုရင်တော့နောက်လူတွေကလာမနေဘူးခင်ဗျဘာလို့ဆိုဒီမှာရေတို့အိမ်ညာတို့ကနည်းနည်းဒုက္ခများတော့ပေါ့နော်ရေကလည်းတည်းရချလာတယ်နောက်ကျွန်တော်တို့ကအမြင့်ဆိုတော့အပေါ်လည်းမတက်တဲ့အဲ့ဒုက္ခတွေကိုကျန်တဲ့လူတွေကမခံနိုင်ဘူးနောက်ဒီတန်းတွေလည်းလူမနီလို့ထွက်သွားပြီဆိုပျက်စီးရများတာပေါ့နော်သူတို့ဟာပင်စစားဝန်ထမ်းတွေပါမိဘလက်ကုပ်လည်းရင်နံလုပ်သားဖြစ်ဝင်ရောက်လုတ်ကင်လာကြတာလို့ဆိုပါတယ်အခုဂုံစင်းလုံးကြည့်တဲ့ခါကျတော့ကျွန်တော်တို့ပထမရတော့လာတာနည်းနည်းလေးအခုရတာတော့များများရတယ်ရပြီမဲ့အစမတန်ကုန်တာပေါ့ကျွန်တော်တို့ကိုပစ္စည်းတော့ဆိုရင်ဟိုပဲရတယ်လေ1100ပဲရတယ်ပစ္စည်းသွားတော့1100ပဲရအခုကျတော့တိုးပေးလိုက်တဲ့ခါကျတော့3000ခွဲတော့ရတယ်အဲ့ဒါပဲ3000ခွဲတော့ရတော့လေဒီဥစ္စာအိမ်ကမိသားစုက50ရောက်လို့ရှိတော့မရဘူးစံအိတ်ဖို့ပဲရတာပေါ့မပြည့်စုံတဲ့အခြေအနေမျိုးမှာနေထိုင်ရတဲ့အိမ်တန်းရကယိုယွင်းပစ္စည်းမှုနဲ့အပြည့်ပါတတ်နိုင်သမျှအစင်းမြေအောင်နေထိုင်ရင်သက်ဆိုင်ရာကိုတင်ပြတဲ့အခါမှာတော့ဒီဟာတန်းရတော့ကျွန်တော်တို့ကဒီတန်းရမှာရှိတဲ့ဒီမှာသုံးနေတာပေါ့နော်ကျွန်တော်ရဲ့ဒီဘက်ကကိုဇော်ကြီးဆိုတာဇော်မင်းဆိုတာအလဲစတူကဟိုဘက်ကကျမ်းမာရဲ့ကုမင်းဆိုးပေါ့သူသုံးအောင်နေတာကျွန်တော်လည်းသူတို့ကိုယ်တိုင်လည်းလာပြီးတော့ဒီကြည့်သွားစောက်လို့ရရဲ့အုပ်ချုပ်ရရဲ့လာကြည့်သွားတယ်ဆိုတန်းရပြင်မှုလည်းသူတို့ကိုယ်တိုင်စာရေးပေးတာကျွန်တော်လက်မှတ်ထိုးပြီးတင်ပေးလိုက်တယ်သူကပြင်ပေးပါမယ်ဆိုတော့တရားပြင်မှုပေါ့လေစာရေးပါဆိုကျွန်တော်ရေးပေးလိုက်တယ်စိတ်ပြိုးစည်းနှံတွေဖြစ်တဲ့ပဲပြောင်းနှမ်းဝါနဲ့ထန်းလျက်စားတဲ့ကွန်ပျူတာတွေရောင်းဝယ်လုပ်ကင်ကြပြီမဲ့တကယ်တော့မကွေးတိုင်းဒေသ6မြို့ဟာရင်းနှံဝန်ထမ်းတွေကိုအခြေခံတိစောက်ထားတာလို့ဒေသခံတို့ကပြောပါတယ်ရင်းနှံကျောင်းကတော့အစားဆုံးတွင်းသားပဲရှိတာပေါ့ကျွန်တော်တို့မြို့နေရတော့တွင်းသားမရှိသေးပါဘူးနောက်ပိုင်းဒီ6ကရင်းနှံထွက်ကောင်းတယ်ဘာညာဆိုပြီးတော့ဒီဟွာပေါ့ DOC တို့ဟာတို့ဒီအင်္ဂလိပ်ပြပြီးတော့လာတော့စက်ရုံနေတယ်ပြီးတော့မြို့ဖြစ်လာတယ်ငါကတော့အခုမြို့တွေတော့စလေတို့စစ်မှုတို့ကစစ်မှုအားရရဟွာဖြစ်ပြီးတော့6ကပူစီကားလာလူသမားတွေတွေ့တချိန်ကနေကျဲလျောက်ဖိနိကံဘဝမှာရင်းနှံမြေလူသမားတို့ကိုစားပြုသပိတ်ကောင်းဆောင်သခင်ဖိုးလာကြီးဥဆောင်တဲ့1300ပြည့်ရေးတော်ပုံကြီးဟာအခုဆိုရင်စင်ရတုတိုင်ခဲ့ပါပြီအမှတ်တရကျေးဇူးစိုက်ထူနိုင်ခဲ့သလိုအခမ်းအနားများလည်းကျင်းပနိုင်ခဲ့ပေမဲ့ရင်းနှံမြေလူသားများရဲ့မိသားစုနေထိုင်ရာအိမ်တန်းရတွေကတော့ရင်းနှံလူသားတို့ရဲ့ဘဝတည်းကိုဖော်ထုတ်နေတဲ့ပြရုပ်ဖြစ်ရှိနေပါတယ်ခင်ဗျာပထမနှစ်ကနေနောက်ဆုံးနှစ်အထိသင်တန်းတွေကို18နှစ်ကြာပိတ်ထားခဲ့တဲ့ရန်ကုန်တက္ကသိုလ်ကိုဒီဇင်ဘာ9ရက်နေ့ကစပြီးတော့ပြန်ဖွင့်လှစ်လိုက်ပြီးဖြစ်တယ်လို့နယ်ဝေးကျောင်းသားကျောင်းသူတွေလည်းအဆောင်နေထိုင်ခွင့်ပေးနေပြီဖြစ်ပါတယ်ဒီအကြောင်းအားရတဲ့တော့ကိုတီယာထွန်းတင်ပြထားပါတယ်ခင်ဗျာဒီဇင်ဘာလ9ရက်နေ့ကစတင်ဖွင့်လှစ်သင်ကြားနေတဲ့ရန်ကုန်တက္ကသိုလ်မှာပထမဆုံးအနေနဲ့နိုင်ငံရေးသိပ္ပံဘာသာရပ်အပါအဝင်ဘာသာရပ်20ကိုသင်ကြားနေတယ်လို့သိရပါတယ်ပညာရေးဝန်ကြီးဌာနကအထူးပြုဘာသာရပ်တစ်ခုကိုကျောင်းသား15ယောက်နှုန်းသာခွင့်ပြုပေးမယ်လို့မူလကသတ်မှတ်ထားခဲ့ပေမဲ့ဒေါ်အောင်ဆန်းစုကြည်အပြင်ပညာရှင်အတိုင်းဝိုင်းကထောက်ပြဝေဖန်မှုတွေရှိခဲ့တဲ့အတွက်ဘာသာရပ်တစ်ခုကိုကျောင်းသားဥယျာဉ်90အထိလက်ခံပေးမယ်လို့ပြီးခဲ့တဲ့လကပြန်လည်ကြေညာခဲ့ပါတယ်အမေရိကန်နိုင်ငံသားတထေးတူဖြစ်တဲ့ George Soros ရဲ့ Open Society အဖွဲ့အစည်းအမေရိကန်နိုင်ငံက
John Hopkins တက္ကသိုလ်တောင်ကိုရီးယားနိုင်ငံချုံအန်စတဲ့တက္ကသိုလ်အဖွဲ့အစည်းတွေနဲ့ရန်ကုန်တက္ကသိုလ်ပညာရေးမြင့်တင်မှုဆောင်ရွက်နေတယ်လို့လည်းသိရှိရပါတယ်။ရန်ကုန်တက္ကသိုလ်ဆရာများအသင်းအတွင်းမှူးဒေါက်တာဆိုင်းခိုင်မျိုးထွန်းကရန်ကုန်တက္ကသိုလ်ပညာရေးမြင့်တင်ရေးအတွက်အစိုးရပိုင်းနဲ့သက်ဆိုင်ရာအဖွဲ့အစည်းတွေလူပုဂ္ဂိုလ်နိုင်ငံရေးသမားတွေပညာရှင်တွေအကြားပူးပေါင်းဆောင်ရွက်မှုအားနည်းနေသေးတယ်လို့ထင်မြင်ကြောင်းအခုလိုပြောပါတယ်။အဓိကတော့ပညာရေးဆိုတာတဦးတစ်ယောက်တစ်ဖွဲ့ထဲအတွက်တော့မဟုတ်ဘူးပေါ့နော်။အားလုံးပါဝင်မှပိုပြီးကောင်းတဲ့ပြည်စုံတဲ့ဒီပညာရေးမူဝါဒတွေပညာရေးဝန်းကျင်ကောင်းတဲ့အားတွေဖန်တီးနိုင်တယ်ကျွန်တော်တို့ယူဆတယ်။ဒါကြောင့်သူတို့ကိုလည်းတစ်ယောက်နဲ့တစ်ယောက်ယုံကြည်မှုတွေထားပြီးနိုင်ငံအတွက်ဆိုတဲ့စိတ်နဲ့ပေါ့နော်။အစိုးရအတွက်ရလို့ပါတီအတွက်ရလို့ဟိုအဖွဲ့အတွက်ရလို့မှပြောတဲ့နဲ့တကယ်ဒါနိုင်ငံတနိုင်ငံလုံးနဲ့ဆိုင်တဲ့မူဝါဒတစ်ခုကိုလုပ်နေပူးပေါင်းမှဖြစ်ပါမယ်ဆိုတော့စိတ်ဓာတ်မျိုးပူးပေါင်းဆောင်ရွက်မှုတွေနဲ့လုပ်မှဆိုရင်ပိုပြီးကောင်းမွန်တဲ့ပညာရေးမူဝါဒတွေပညာရေးဝန်းကျင်ကောင်းတယ်ကျွန်တော်တို့ဖန်တီးနိုင်တယ်လို့ဒါယုံကြည်ပါတယ်ရန်ကုန်တက္ကသိုလ်ပင်မဟာ1988ခုနှစ်ဒီမိုကရေစီအရေးတော်ပုံကြီးနောက်ပိုင်းနှစ်တွေမှာဂျိုကြားပိတ်လိုက်ဖွင့်လိုက်ဖြစ်ခဲ့ရာကနေစစ်ဆိုးရလက်ထက်1996ခုနှစ်ကစပြီးရန်ကုန်တက္ကသိုလ်ဘွဲ့ကြိုသင်တန်းတွေတက်ရောက်ခွင့်တွေကိုလုံးဝပိတ်ပင်ခဲ့တာနှစ်ပေါင်း18နှစ်တောင်ကြာခဲ့ပြီဖြစ်ပါတယ်။တစ်ချိန်ကအာရှမှာပညာရေးအဆင့်ဂုဏ်ရောင်ထွန်းပြောင်ခဲ့ရတဲ့ရန်ကုန်တက္ကသိုလ်ကြီးဟာလည်းကျောင်းသူကျောင်းသားတွေကင်းမဲ့တဲ့တီးခြားနေရာတစ်ခုဖြစ်ခဲ့ရပါတယ်။ခုချိန်မှာရန်ကုန်တက္ကသိုလ်ကြီးမှာပညာသင်ကြားခွင့်ပြန်လည်ရရှိနေကြပြီဖြစ်တယ်လို့တက္ကသိုလ်အဆောက်အုံပညာရေးပုံစံစတာတွေကိုလည်းပြုပြင်မွမ်းမံသွားမယ်လို့သိရပါတယ်။အခုနေ့ရန်ကုန်တက္ကသိုလ်မှာတက်ရောက်ပညာသင်ကြားနေတဲ့ကွန်ပျူတာသိပ္ပံဂုဏ်ထူးတန်းပထမနှစ်ကျောင်းသူမအေးမြတ်ခိုင်ကတင်ထောက်ကူပစ္စည်းပိုင်းမှာလိုအပ်ချက်တွေရှိပေမဲ့ပိတ်ထားတာကြာပြီဖြစ်တဲ့ကွန်ပျူတာသိပ္ပံဘာသာရပ်ကိုပြန်လည်သင်ကြားနိုင်ခွင့်ရတာကိုပဲကျင့်နေမိကြောင်းပြောပါတယ်။သမတို့ပေထားဆိုလို့ရှိရင်တော့အရင်ကနဲ့မတူဘူးဆိုလို့ရှိရင်ပြန်ပြီးတော့အသက်ဝင်လာပြီပေါ့။ရင်တော့ဆိုရင်ကွန်ပျူတာ science ကိုပိတ်ထားတာ9နှစ်လောက်ရှိပြီလေ။အခုဆိုရင်ဒီနှစ်မှာဆိုရင်အရင်တော့လိုမျိုးမဟုတ်တော့ဘူးပေါ့နော်။အမှတ်တွေလည်းအရင်မြင့်တယ်။ first year တွေကိုလည်းပြန်ခေါ်နေပြီ။အဲ့တော့ ID ပစ္စည်းတွေနဲ့ပတ်သက်ပြီးတော့လည်းအများကြီးကိုတိုးတက်လာတွေ့ရတယ်။တင်ထောက်ကူပစ္စည်းကတော့အခုမှသူကစပြီးတော့တီးထောင်တော့တိတ်မကြသေးဘူးဆိုလိုအပ်သေးရပေါ့။ဒီကြောင့်မှတက်တာတော့အရင်ပြောပါတယ်။ရန်ကုန်တက္ကသိုလ်ဟာနိုင်ငံတကာကပညာရေးအဖွဲ့အစည်းတွေနဲ့ပူးပေါင်းဆောင်ရွက်မှုတွေလည်းများပြားလာတဲ့အတွက်ကျောင်းသူကျောင်းသားတွေရဲ့ပညာရေးအခွင့်အလမ်းတွေတိုးတက်ရရှိလာလိမ့်မယ်လို့ယုံကြည်ကြောင်းရန်ကုန်တက္ကသိုလ်ဆရာများအသင်းအတွင်းမှူးဒေါက်တာဆိုင်းခိုင်မျိုးထွန်းကအခုလိုပြောပါတယ်ကျွန်တော်တို့ဌာနအနေနဲ့ဆိုရင်စာသင်ကြားရေးပိုင်းမှာပွင့်ပွင့်လင်းလင်းရှိတာပါအရင်တော့ဆိုရင်ကျွန်တော်တို့ဒီစာတွေသင်လို့မရတဲ့အကြောင်းအရာတွေအများကြီးရှိတာအခုကျတော့သူတို့ပွင့်ပွင့်လင်းလင်းနဲ့သင်လို့ရလာတယ်နောက်တစ်ခုကသူတို့ကဒီကျောင်းကိုပြန်လဲဆင့်မြင့်တင်တဲ့နေရာဖြစ်တော့သူတို့လည်းပို့ပြီးတော့ကိုအားဆိုင်တဲ့လောက်တော့ပို့ပြီးခွင့်လန်းကောင်းနေရတယ်နောက်တစ်ခုနိုင်ငံပူးပေါင်းဆောင်ရွက်မှုများလာတဲ့အချိန်ဒီကလေးတွေဟာကျိုးစားလို့ဆိုကျိုးစားတဲ့လောက်နိုင်ငံခြားပညာတွေပြောတယ်။သူတို့ရဖို့တေချာတော့ရှိတယ်။ကျိုးစားမယ်ဆိုရင်အခုညီနိုင်ငံကကိုကြီးရဲလည်းအများကြီးလာပြီဆိုတော့အဓိကသူတို့ကျိုးစားမယ်ဆိုရင်သူတို့ရဲ့ကျိုးမြတ်ကအများကြီးရှိပါတယ်။ရန်ကုန်တက္ကသိုလ်ပြုပြင်ရေးမှာအဆောက်အုံတွေပြုပြင်တာတွေအပြင်ဘော်ဒါဆောင်တွေပြန်ထားပေးဖို့ပြင်ဆင်နေတာကိုလည်းတွေ့ရပါတယ်။ရန်ကုန်တက္ကသိုလ်ဝင်းအတွင်းနှစ်ပေါင်းများစွာပြစ်ထားခဲ့တာကြောင့်အိုမင်းနေတဲ့အဆောက်အုံတွေကိုလည်းတွေ့နေရသေးတယ်လို့အဲ့ဒီအဆောက်အုံတွေကိုပြင်ဆင်ဖို့လိုအပ်နေတာလည်းအမှန်ပဲဖြစ်ပါတယ်။တစ်ချိန်တည်းမှာလည်းမြန်မာနိုင်ငံပညာရေးရဲ့ထင်ကြရနေရာတစ်ခုဖြစ်ခဲ့တဲ့ဒီတက္ကသိုလ်သားတစ်ချိန်ကအာရှမှာနာမည်ကြီးတဲ့တက္ကသိုလ်လိုမျိုးပြန်ဖြစ်မလားဆိုတဲ့မျှော်လင့်ချက်ရောင်ကြီးတန်းနေသူတွေလည်းအများအပြားရှိနေပါသေးတယ်။တေချာတာကတော့ဒီနေ့ဘွဲ့ကြိုတင်တဲ့အတွက်ဝင်ခွင့်တွေကိုလာမယ့်ဒီဇင်ဘာလ16ရက်နေ့အထိလက်ခံဆောင်ရွက်သွားမှာဖြစ်ပြီးတက္ကသိုလ်ကြီးဟာနှစ်ပေါင်းများစွာကင်းမဲ့ခဲ့တဲ့တက္ကသိုလ်အရေးအယောင်အဆောင်ရောင်တွေပြန်လည်ရရှိလာတော့မှာဖြစ်ပါတယ်ခင်ဗျာအခုဆက်ပြီးတော့ထုတ်လွှင့်မှာကတော့ RFA ကိုရေးတဲ့စာပေးတဲ့စာအစီအစဉ်မှာကျွန်တော်တို့ဝိုင်းတော်သူမခင်ခင်ဤကစူးစီးတင်ပြထားပါတယ်ခင်ဗျာမင်္ဂလာပါရှင် RFA ကိုရေးတဲ့စာပေးတဲ့စာအစီအစဉ်ကနှုတ်ခွန်းဆက်ပါတယ်ဒီတစ်ပတ်အစီအစဉ်မှာအရင်ဦးဆုံးပဲခူးတိုင်းကဒေသခံတူရဲ့ရင်ဖွင့်သံကိုတင်ပြပေးမှာပါပဲခူးတိုင်းဒေသကြီးတောင်ငူခရိုင်ရေဒါရှည်မြို့ကအထက်တန်းကျောင်းမှာတဲ့မူလာတန်းကနေထက်တန်းထိဆရာဆရာမတွေဟာသူတို့ကျူရှင်ကိုကျောင်းသားတွေတက်ရေးအတွက်နှီးမျိုးစုံနဲ့စီးရုံးနေပါတယ်တဲ့ကျူရှင်မတက်နိုင်တဲ့ကျောင်းသူကျောင်းသားတွေကိုပညာပြနှိပ်ကွပ်နေတဲ့အတွက်ကလေးတွေမှာမျက်နာငယ်စိတ်ဆင်းရဲစွာနဲ့ပညာသင်နေရပါတယ်တဲ့
ကျောင်းအုပ်ကလည်းကျူရှင်တင်တဲ့ဆရာဆရာမတွေရဲ့လက်ငွေတွေကိုယူပြီးတော့ကျူရှင်တင်ကြားနေတာကိုလက်ခံအားပေးနေပါတယ်တဲ့ပညာရေးဝန်ထမ်းတွေဒီလိုဖြစ်နေတာတွေကိုသမ္မတကြီးသိရှိပြီးအရေးယူဆောင်ရွက်ပေးပါရန် RFA ကတဆင့်ရင်ဖွင့်လိုက်ရပါတယ်ဆိုပြီးရေးသားပေးပို့လာပါတယ်ရှင်မော်လမြိုင်ကဒေသခံတူရဲ့ရင်ဖွင့်တန်ကိုလည်းတင်ပြပေးမှာပါမော်လမြိုင်မြို့နယ်ကော့တွန်ကျေးရွာအာဏာပိုင်ဟာတဲ့မော်လမြိုင်မြို့ပေါ်ကအမှုပွဲစားတဦးနဲ့ပေါင်းပြီးတော့ရက်ရွာသားတွေအမှုအခင်းရင်ဆိုင်ရအောင်ဖန်တီးလှုပ်ဆောင်နေပါတယ်တဲ့မြေယာကော်မတီတို့ပြည်သူ့စစ်တို့ကိုစီယုံထားပြီးတော့မိသားစုတွေကြားမောင်နှမကြားသားနဲ့အမိကြားတိတ်တိတ်မွားမွားဖြစ်နေတာလေးတွေကိုအမှုအခင်းတွေလုပ်ပြီးတော့မော်လမြိုင်တရားရုံးကိုဥတိုက်လျှောက်လို့ဒီရွာသူရွာသားတွေဟာကုန်းတံရေတံနဲ့ပင်ပန်းဆင်းရဲငွေကုန်ခံပြီးတော့တရားရုံးကိုတွားရောက်အမှုရင်ဆိုင်နေရပါတယ်တဲ့ဒီကိစ္စကိုမွန်ပြည်နယ်အစိုးရအဖွဲ့မွန်ပြည်နယ်တရားသူကြီးနဲ့ရဲတပ်ဖွဲ့မှုတို့မှလိုအပ်တယ်လို့တားမြစ်ပေးပါရန်လေးစားစွာတင်ပြပါသည်ဆိုပြီးရင်ဖွင့်လာပါတယ်ရှင်အခုရခိုင်ပြည်နယ်ကပြည်သက်တအူရေးလာတာကိုပြောပြမှာပါ RFA ကိုသူကအမြဲတမ်းနားထောင်ပါတယ်တဲ့အများဆုံးနားထောင်တာကမြန်မာသတင်းတွေကိုပါတဲ့အားလဲအားပေးပါတယ်တဲ့ကျေးဇူးလဲတင်ပါတယ်တဲ့သူတခုတင်ပြချင်တာကတဲ့ဒီရခိုင်ပြည်နယ်ပုံနှကျွန်းမြို့နယ်ဒိတ်ပကျေးရွာကလက်ပေးလက်ယူမှုတွေနဲ့မရိုးသားတဲ့အုပ်ချုပ်ရေးအာဏာပိုင်ကိစ္စပါတဲ့အခု2013နိုဝင်ဘာ1ရက်နေ့ကအများပြည်သူထောက်ခံဆန္ဒမဲအများဆုံးရထားတဲ့သူကိုအုပ်ချုပ်ရေးမှုမခန့်မဲနဲ့မြို့နယ်အုပ်ချုပ်ရေးမှုနဲ့လက်ပေးလက်ယူပြုလုပ်ပြီးတော့အခြားသူတယောက်ကိုခန့်ထားရခဲ့တာကိုအများပြည်သူသိရှိစေရန်တင်ပြလိုက်ရပါသည်ဆိုပြီးရင်ဖွင့်လာပါတယ်ရှင်ဒီတစ်ခါရန်ကုန်တိုင်းမယန်းကုန်းမြို့နယ်ကရေးလာတဲ့စာအုပ်ပြောပြမှာပါကျမကတဲ့မယန်းကုန်း2ရက်ကွက်ဥအောင်မင်းလမ်းခွဲကပါတဲ့ကျမတို့ဘိုင်းကရက်ကွက်အာဏာပိုင်တဦးဟာမကောင်းတဲ့မိန်းကလေးတွေကိုထားပြီးတော့လှုပ်ရှားနေပါတယ်တဲ့ညဆိုရင်ဆိုင်ကယ်ကြီးတွေနဲ့အဲ့ဒီမိန်းကလေးတွေကိုလာခေါ်နေကြတာကိုသိရတဲ့ယာယီမှုကလည်းဘာမှမပြောဆိုမတားမြစ်ပါဘူးတဲ့ကျမတို့မှာသမီးပြိုလေးတွေရှိလို့အတုခိုးမှစိုးရိမ်နေရတယ်လို့ရက်ကွက်အနေနဲ့လည်းနစ်နာပါတယ်တဲ့ပတ်ဝန်းကျင်မှာလည်းဒီကိစ္စကြောင့်စိတ်မသက်မသာဖြစ်ကြရပါတယ်တဲ့အဲ့ဒီအာဏာပိုင်ကရက်မူးလာလို့ရှိရင်ပတ်ဝန်းကျင်ကိုဓာကျိန်းနေလို့ဘယ်သူမှလည်းသူ့ကိုမပြောရဲကြပါဘူးတဲ့ကျမတို့ရက်ကွက်မှာကတနေ့လောက်တနေ့စားတွေကုမ္ပဏီဝန်ထမ်းတွေများပြီးဆင်းရဲကြလို့အလုပ်ပြက်အကင်ပြက်ခံပြီးတော့လဲရုံရောက်ဂက်ရောက်ဖြစ်မခံကြသလိုရုံးတို့ဂတ်တို့ဆိုတာကလည်းအာဏာရှိတဲ့သူကိုသာဘက်လိုက်နေလို့ပိုပြီးကြောက်နေရပါတယ်တဲ့ကျမတို့ပြည်သူတွေရဲ့အရေးကိုရဲချုပ်ကြီးမှကူညီဆောင်ရွက်ပေးပါရန် RFA မှတဆင့်တင်ပြအပ်ပါတယ်ဆိုပြီးရေးသားပေးပို့လာပါတယ်ရှင်မကွေးတိုင်းကဒေသခံတူရဲ့ရင်ဖွင့်တန်းကိုလည်းပြောပြကြပါတယ်မကွေးတိုင်းမင်းဘူးခရိုင်14မြို့နယ်တညောင်ကျေးရွာကဗရောက်မြန်ရက်ကွက်မှာတဲ့တန်ရီကျိုးလုပ်ငန်းတစ်ခုကြောင့်ပတ်ဝန်းကျင်နေပြည်သူတွေကျန်းမာရေးထိခိုက်နေရတဲ့အကြောင်းကိုတင်ပြကြပါတယ်တဲ့အဲ့ဒီတန်ရီကျိုးဆက်ကရေနံကြီးမီးသွေးကားတာယာရာဘာအပိုင်းစာတွေကိုမီးရှို့ပြီးတော့လောင်စာတောက်အောင်လို့လေမှုတ်ဆက်နဲ့မီးထိုးလုပ်ကင်နေတာတွေကြောင့်မီးခိုးလုံးတွေညှော်နှက်ဆိုးတွေနဲ့ရက်ကွက်အတွင်းမှာပြန့်နှံ့နေပါတယ်တဲ့ဒီညှော်နှက်တွေမီးခိုးတွေကိုပြည်သူတွေကနေ့စဉ်လိုရှူရှိုက်နေရလို့ရင်ကျက်တဲ့သူကကြက်ချောင်းဆိုးသူကဆိုးဖျားသူကဖျားနဲ့ကျန်းမာရေးဒုက္ခတွေခံစားနေကြရပါတယ်တဲ့ဒါကိုကျေးရွာအုပ်ချုပ်ရေးမှူးတို့မြို့နယ်အုပ်ချုပ်ရေးမှူးတို့မိသက်ကျန်းမာရေးမှူးမြို့နယ်စီပင်တို့အထီကိုတင်ပြခဲ့ပါတယ်တဲ့ဒါ့အပြင်ရက်ကွက်အတွင်းမှာမီးဘေးအန်ဒီရပါစိုးရိမ်နေရတာကြောင့်ပြည်သူတွေစုပေါင်းပြီးလက်မှတ်ထိုးပြီးတော့တင်ပြခဲ့ပေမဲ့လည်းတစုံတရာကြည့်ရှုဆောင်ရွက်ပေးတာလည်းမရှိပါဘူးတဲ့သမ္မတကြီးနဲ့ကျန်းမာရေးဝန်ကြီးတို့သိရှိစေရန်တင်ပြအပ်ပါတယ်ဆိုပြီးရင်ဖွင့်လာပါတယ်ရှင်ဒီတစ်ပတ် RFA ကိုရေးတဲ့စာပေးတဲ့စာစီစဉ်ကိုဒီမျှနဲ့ပဲရန်နာခွင့်ပြုပါရှင်ကြည့်ရှုကြတဲ့အတွက်ပရိသတ်အားလုံးကိုကျေးဇူးအထူးတင်ပါတယ်ဒီဇင်ဘာလဒုတိယပတ်အတွက် RFA သတင်းမဂ္ဂဇင်းအစီအစဉ်နဲ့ဒီမှာပဲပြီးဆုံးပါပြီကြည့်ရှုကြတဲ့ပရိသတ်အားလုံးကိုအထူးကျေးဇူးတင်ပါတယ်မင်္ဂလာပေါင်းနဲ့ပြည့်စုံတဲ့ညချမ်းဖြစ်ကြပါစေခင်ဗျာ